ဂျီအိုရဲ့လင်းလူရှုမှုကြောင့်စိတ်နာကျင်ရတဲ့ဆိုရတယောက်မိခင်ဖြစ်သူပန်နီရဲ့အိမ်ကိုအထုပ်ဘိုးတွေနဲ့အတူပြန်လာခဲ့ပါတော့တယ်။သမီးဖြစ်သူကွာရှင်းပြက်စေးရေးစာချုပ်နဲ့ပြန်လာတာကိုမြင်လိုက်ရတဲ့မိခင်ဖြစ်သူဟာအံ့ဩဒေါသထွက်သွားပြီးလွန်ခဲ့တဲ့3နှစ်ကအကြောင်းတွေကိုမကြေမနက်ပြန်ပြောပြခဲ့ပါတယ်။တကယ်တော့လွန်ခဲ့တဲ့3နှစ်ကဂျီအိုကစီးတင်ဖြစ်ပြီးချေအောင်မတန်ဆွမ်းဖြစ်သွားချိန်မှာသူ့ရဲ့ရေးစားဟောင်းဆိုဖီကပြစ်ပယ်သွားခဲ့တာပါထိုချိန်မှာဆိုရဟာရှေးအောင်ပစ္စည်းထိမ့်သိမ်းဆောက်ရှောက်တဲ့စူတိုမီသားစုရဲ့တူးရဲသောအမွေဆက်ခံသူဆိုတဲ့သူမရဲ့ဂုဏ်သရေရှိလာတဲ့အဆင့်တန်းကိုဖုံးကွယ်ပြီးဂျီအိုနာလန်ပြန်ထူလာအောင်သူနာပြုတယောက်လိုအနီးကပ်ပြုစုဆောက်ရှောက်ပေးခဲ့တာဖြစ်ပါတယ်အခုလိုဂျေစုကမ်းပြီးအိမ်ပေါ်ကနှင်ချတဲ့ဂျီအိုရဲ့လုပ်ရက်ကြောင့်ဆိုရကတော့တန်ရောစင်တွေကိုအပြက်ဖြတ်ပြီးမိသားစုရဲ့ရှေးဟောင်းပကြီးနဲ့လက်ရည်မှုထိမ့်သိမ်းခြင်းပညာရက်ကိုပဲအာယုံဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်မိခင်ဖြစ်သူပန်နီကလည်းသူမကိုအားပေးတဲ့အနေနဲ့ရှေးဟောင်းပစ္စည်းပြန်လည်ပြုပြင်ထိမ့်သိမ်းခြင်းပြပွဲတစ်ခုရဲ့ဖိတ်စာကိုပေးအပ်ခဲ့ပါတယ်ပြပွဲအခမ်းအနားမှာဆိုရဟာစုတိုမီသားစုရဲ့ပါရမီရှင်ရှေးဟောင်းပကြီးပြုပြင်ထိမ့်သိမ်းသူအဖြစ်တရားဝင်မိတ်ဆက်ခြင်းခံခဲ့ရပါတယ်ဒါပေမဲ့မမျှော်လင့်ပဲအဲ့ဒီပွဲကိုဂျီအိုရဲ့ရေးစားဆိုဖီရောက်ရှိလာပြီးပျက်စီးနေတဲ့ရှေးဟောင်းပကြီးကားတစ်ချက်ကိုကင်ဆောင်ကဆိုရကိုလူပုံအလဲမှာစိန်ခေါ်ပြီးနှင်ချစော်ကားဖို့ကြိုးစားပါတော့တယ်ဆိုရတယောက်ဆိုဖီရဲ့စိန်ခေါ်မှုကိုရဲရဲဝံ့ဝံ့လက်ခံလိုက်ပြီးနောက်ပျက်စီးနေတဲ့ပကြီးကားကိုစမ်းစစ်ကပြန်လည်ပြုပြင်ဖို့ပြင်ဆင်ပါတော့တယ်ပါရမီရှင်ဆိုရတယောက်ဒီစိန်ခေါ်မှုကိုအောင်အောင်မြင်မြင်ကြော်ခက်ပြီးသူမရဲ့အစွမ်းအစမှန်ကိုတက်တည်ပြနိုင်မလားဆိုတာ